ရောက်လာမြင့်မို့ရွှေတောင်အခါဆိုတဲ့ကြားမင်းကဆက်သွင်းရောက်လာဒီနေ့ရေလောင်းမလို့အောင်ကြောင်းစဘူးဖုံးဝဲလူဒီနေ့ရေလောင်းမလို့အောင်ကြောင်းစဘူးဖုံးဝဲလူ
တာပြောမဆုံးမကြာရောက်လာတဲ့အချိန်ခါဘွယ်တွေခန့်နေအောင်ပွဲပါလမ်းဘေးဝဲရတစ်ဖက်တစ်မှာရှိကြတယ်တပည့်ဒါတော့မှအပေါင်းတို့ကလက်အုပ်ကလေးများချီကိုချီမိုးကြလို့ပြန်နော်ဆရာတော်ရဲ့ဂုဏ်ပြုမှုဒေတာကိုကြီးညိုသောအဖြစ်ပူဇော်သောအဖြစ်လက်အုပ်ကလေးများချီမိုးကြလို့ကုသိုလ်ပွားကြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘာသာသာသနာအတွက်အားကိုးအားရဖြစ်တဲ့သာသနာအာဇာနည်တစ်ပါးစင်ကန်တယ်လားကျမ်းမြတ်စာပေတွေလေးလာတဲ့ကြားဆူရှာတဲ့ထုံညံပရိသာထူလာတဲ့ကုန်လျံဝေးပြတပိတကပေါင်းနှွေကြည်နူးဝမ်းသာပြောမဆုံးမကြာရောက်လာတဲ့အချိန်ခါဘွယ်တွေခန့်နေအောင်ပွဲပါ
ပြောမဆုံးမကြာရောက်လာတဲ့အချိန်ခါဘွယ်တွေခန့်နေအောင်ပွဲပါပြောစရာရွှင်စရာချိန်သေးလို့ညစားမင်္ဂလာဝေးဖြာဂုဏ်ပြုပွဲတွေမှာမင်္ဂလာဝေးဖြာဂုဏ်ပြုပွဲတွေမှာပြောစရာရွှင်စရာချိန်သေးလို့ည
ကြွလာခြင်းပဲဖြစ်ပါတယ်။ဝါတိကတိမ်ကုန်းကျေးရွာမှာဝါတိကတိမ်ကုန်းကျောင်းတိုင်းမှာတော်ရကျင်းပပြည့်တော့ဂုဏ်ပြုပူဇော်ပွဲကြီးမှာဒီနေ့နိုင်ငံတော်အစိုးရစက္ကလူရပူဇော်အပ်သောအောင်စေရတုဝေခယူဩဝါထောပနာအောင်မစင်အောင်တရိခါနေ၍အောင်အထူးရအခမ်းမဖြင့်အောင်လည်းတလူလူအောင်လည်းတည်းစေတီမှာအောင်တကူစိတ်ချလိုက်ပါဆုတောင်းငါအောင်မောင်းကြီးလို့အစင်အောင်စေရတုငွေခယူဩဝါထောပနာအောင်မစင်အောင်မစိတ်ခမ်းနေ၍အောင်အထူးထူးအခမ်းမဖြင့်အောင်လည်းတလူလူအောင်တပွန်ချင်စမလေးချင်မှာအောင်တပွန်စိတ်ချလိုက်ပါအရဟံဥထိတ်ပံ၍အောင်ဝဲကြီးတွေပြောကြရမည်အောင်ဒီကနေ့ဓမ္မစဖြင့်အောင်ပနေရရင်အောင်ရရမည်အောင်စေရအောင်စေကြောင့်အောင်ကြောင့်ပေါ်လိမ့်မည်အောင်စီရလို့စပူရိတ်ကျွန်းမှာအောင်နမိတ်ထွန်းပေါ်ပြီစာချီအောင်ရတော်မူအေးချမ်းသာယာထရနာဖွင့်ပြစီစัจ jati အောင်တကိုင်းဝဲအောင်လေးဆိုင်
ချီအောင်ရတော်မူအေးချမ်းသာယာချရနာပွင့်ပြောစီဆက်ချင်တာအောင်နာကိုင်းရွယ်အောင်မင်းဆိုင်ဘယ်လိုမြင်လာတော့ကချမ်းသာအောင်ရလာပါမူဆက်ချင်တာအောင်နာကိုင်းရွယ်အောင်မင်းဆိုင်ဘယ်လိုမြင်လာတော့ကချမ်းသာအောင်ရလာပါမူ
ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းတောင်းပါတယ်ကျွန်တော်က